မင်္ဂလာပါရှင်မြန်မာ Voice Media ကနေကြိုဆိုပါရစေဒီနေ့ရဲ့သတင်းတွေကိုကြီးညာပါတော့မယ်ပြည်သူ့ဂုဏ်ကြီးအသင်းကြီးရဲ့2026ခုနှစ်18ကြိမ်မြောက်ပြည်သူ့ဂုဏ်ကြီးဂုဏ်ပြုမှုနဲ့ထိုက်တဲ့တန်တန်ဂုဏ်ပြုမှုရွေးချယ်ထားပါတယ်ခင်ဗျာအဲ့ဒီပုဂ္ဂိုလ်ကတော့ဦးမင်းကိုနိုင်ပဲဖြစ်ပါတယ်ခင်ဗျာကောင်းလောက်အောင်ထိပေါ့နော်သူကငင်းချမ်းရေးနဲ့ဒီမိုကရေစီရဲ့ပြည့်လို့တောင်ပြောလို့ရတဲ့သူ့ရဲ့ဟလာရက်တီသူခိုင်မာမှုတွေအခုထက်ထိတော်လှန်ရေးထဲမှာပေါ့နော်တော်လှန်တဲ့တဖွာမှမခွာတဲ့မင်းကိုယ်နိုင်ဖြစ်နေတာလဲပါတယ်နော်ဒါကြောင့်အဲ့ဒီအချက်တွေနဲ့အတူသူပြောတဲ့စကားတစ်ခုဆိုလဲလိုအပ်တယ်ဆိုရင်နဲ့သူ့ရဲ့ပုဂ္ဂလိကလူငယ်ဘဝပေါ့နောင်ဘဝဆိုတာရှိရင်လဲအဲ့နောင်ဘဝဆိုတာရှိတဲ့အထိကျွန်တော်တို့ရဲ့ဘဝတွေကိုထပ်ပြီးလို့အစင်သိမ့်မယ်လို့ဘုရားရှိခိုးတစ္ဆာဆိုခဲ့တယ်အဲ့လိုခုနစံပြဖြစ်မှုအချက်၃ချက်ရဲ့ခုကျွန်တော်ပြောတဲ့သူ့ရဲ့ခိုင်မာမှုတွေကြောင့်ကိုမင်းကိုနိုင်ဟာဒီပြည်သူ့ကိုယ်စုနဲ့ထိုက်တန်လို့သူရရှိတယ်လို့ကျွန်တော်မြင်ပါတယ်ပြည်သူ့ကိုယ်ကြီးစုရတယ်ဆိုတာကတကယ်တော့ခုနပြောသလိုပေါ့ကိုမင်းကိုနိုင်ကဒီအကျဉ်းထောင်တစ်ခုရဲ့ပြရုပ်တစ်ခုလိုဖြစ်နေတဲ့အခါကျတော့အကျဉ်းထောင်ထဲမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းထောင်ထဲမှာကြာဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေအကျဉ်းထောင်တွေကနေပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေဒီအပြင်ဒီຫນွေဦးတော်လှန်ရေးဒီနေ့အထိပေါ့လေຫນွေဦးတော်လှန်ရေးကိုတကယ်ကိုတစိုက်မတ်မတ်ဥဆောင်နေတဲ့တယောက်ဖြစ်တယ်ပေါ့ဆိုတော့ဒါတွေကဒီကိုမင်းကိုနိုင်ကိုစုပေးတယ်ဆိုတာတဲ့ဂုံပြုတ်တယ်ဆိုတာတဲ့ခုနပြောနေတဲ့အကျဉ်းတောင်ထဲမှာကြာဆုံးခဲ့တဲ့လူတွေအကျဉ်းတောင်ထဲမှာတမနဲ့ဖြစ်ဖြစ်တဘဝဖြစ်ဖြစ်နေခဲ့တဲ့လူတွေကိုဂုံပြုတ်တာနဲ့တစ်ထပ်တည်းရှိတယ်လို့မြင်ပါတယ်2026ခုနှစ်18ကြိမ်မြောက်ပြည်သူ့ဂုဏ်ရေးဂုဏ်ပြုမှုအတွက်အသင်းရဲ့လက်ရှိဥက္ကဋ္ဌဒေါ်တီတီညိုကနေစုလက်ခံရရှိသူဦးမင်းကိုနိုင်ကိုစားဂုဏ်ပြုလက်ခံပေးပါရန်အတွက်ပြည်သူ့ဂုဏ်ရေးအသင်းကြီးရဲ့ဒုတိယဥက္ကဋ္ဌဦးစောစောအောင်ကိုပန်ကြားအပ်ပါတယ်ခင်ဗျာ2026ခုနှစ်18ကြိမ်မြောက်ပြည်သူ့ဂုဏ်ရေးဂုဏ်ပြုမှုအတွက်အသင်းဝင်ဌာနဝင်များကဦးမင်းကိုနိုင်ရဲ့ပြည်သူအပေါ်ထားရှိတဲ့အနေနာခံမှုမေတ္တာတရားနဲ့တော်လှန်ရေးကတဘောအမှာမခွာတဲ့သူကပြောမဆို moral leader လိုမျိုးပေါ့နော်အတွေးခေါ်ပိုင်းဆိုင်ရာအရာပြည်သူလူထုတွေကိုပြောင်းလဲနိုင်အောင်စ조사ပေးနိုင်တဲ့ခေါင်းဆောင်တူလို့တော့ပြောလို့ရတယ်ပေါ့လေကျမတို့နိုင်ငံမှာတော့ဒီလိုမျိုးကိုတကယ်ဥဆောင်နိုင်ခဲ့တာဒေါ်အောင်ဆန်းစုကြည်ရှိတယ်အခုဆိုအဲ့ဒီဒေါ်အောင်ဆန်းစုကြည်နောက်ပိုင်းဆက်ကြည့်မယ်ဆိုရင်ဒါကိုမင်းကိုနိုင်ပေါ့နော်သူကလည်းအဲ့လိုမျိုးနိုင်ငံတစ်ခုလုံးမှာအများကနေပြီးတော့လေးစားတန်ဖိုးထားတဲ့လူပုဂ္ဂိုလ်တူအဖြစ်နဲ့တော့ရှိနေတယ်ဒီတော်လိုင်းကာလမှာလည်းပဲတောက်လျှောက်ပေါ့နော်ဒီတောထဲမှာပြည်သူတွေနဲ့ပေါ့လေကဲမြေပြင်နဲ့အနည်းဆက်ဆုံးနေရာမှာဆက်ပြီးရှိနေခဲ့တယ်နိုင်ငံရေးကဥဆောင်နေတာတွေတော့ရှိနိုင်တယ်လူတွေဆိုတာကတော့အားနဲ့ချက်အားသာချက်တွေတော့ရှိတတ်စမြဲပဲတိုးတော်လဲသူ့ရဲ့ပေးဆက်မှုကသူ့ဒီအခြေအနေတစ်ခုထိကြည့်မယ်ဆိုရင်တော့မှန်ကန်နေတဲ့အတိုင်းတာတော့တစုံတရာအထိတော့ရှိနေတယ်လို့တော့မြင်တယ်ပေါ့လေနော်ဟုတ်ဒီတက်မကားတဲ့ဒီတက်ကြီးမားတဲ့စုတွေလဲရတဲ့နဲ့သူပါဒီစုရတဲ့ဟာပေါ်မှာလဲအကိုကြီးကိုလိုက်လဲလဲနဲ့ဂုံယူတယ်သူဒီနေ့ဒီချိန်ဒီကိုရိုတွေနဲ့အတူတူရဲဘော်တွေနဲ့အတူတူနိုင်ငံအသစ်ပြန်လဲဖြစ်ထွန်းဖို့အတွက်ဒုက္ခခံပြီးတော့ပြည်သူတွေနဲ့အတူတူရှိနေပေးတဲ့အတွက်လဲသူ့ကိုကျေးဇူးတင်တယ်ဒီစုကလည်းသူနဲ့ထိုက်တန်တယ်ဒီတက်ပို့ပြီးကြီးမား
ခန့်ထဲတဲ့စုတွေကလည်းသူ့အတွက်ထိုက်တန်နေသေးပဲအဲ့အတွက်လည်းသူ့ကိုကိုတို့ကျေးဇူးတင်တယ်လေးစားတယ်အမြဲတမ်းပဲကိုတို့တွေးကြတဲ့အချိန်မှာသူ့ရှိကနေအမြဲတမ်းပဲခံယူချက်တွေသူ့ရဲ့စိတ်ဓာတ်တွေကိုအမြဲတမ်းပဲသင်ယူနေရသေးပဲသူ့ရဲ့ပေးလိုက်တဲ့ခွန်အားသူပေးလိုက်တဲ့ဆုံးမစကားသူပေးလိုက်တဲ့နိုင်ငံရေးအသည့်တွေကကိုတို့ကိုအမြဲတမ်းနောက်ထပ်ခြေလန်းတွေကိုဆက်သွားဖို့အတွက်လည်းအမြဲတမ်းခွန်အားဖြစ်တယ်အဲ့တော့အကိုကြီးကကိုတို့နဲ့အတူတူရှိနေပေးတဲ့အတွက်ကျေးဇူးတင်တယ်ဂုဏ်လည်းဂုဏ်ယူတယ်အဓိကတော့ကိုကြီးကျမ်းမာဖို့အတွက်ပဲကျမ်းမာရေးအသက်လည်းကြီးလာပြီဆိုတော့ထဲမှာအဆင်မပြေဘူးအဲ့တော့ကျမ်းမာရေးပဲသူ့ကိုမချာနဲ့ကောင်းပြီးတော့နိုင်ငံအသစ်ဖြစ်ထွန်းတဲ့အချိန်ကျရင်အတူတူညီကိုတွေလက်တွဲပြီးတော့ကိုပြည်ကိုနယ်ကိုရွာကိုအတူတူပြန်ကျင်တဲ့အခွင့်အရေးလေးတော့ရကျင်တယ် ပြန်ဆုံးမေးတည်ရများလက်ချိုးကရေတွေ့ထားကြပြီတို့ကဘာမေးနာ